ဒီနေ့အားလုံးမိထားတဲ့ကျွန်တော်ရဲ့တရောကဘလောက်လဲဘာမျိုးစားလဲဆိုပြီးသိချင်နေတဲ့သူတွေအတွက်ကျွန်တော်ဒီနေ့ပြောပြမယ်เนาะပြီးတော့အဲ့ဒါကြွယ်ရမဟုတ်ဘူးเนาะလုံးဝ sharing လုပ်ပဲပြီးတော့ကျွန်တော်သုံးတဲ့ pickup လေးပါsharing လုပ်ပေးမယ်အဲ့ဒီ pickup က box စီနဲ့ join ပြီးတီးလို့ရတယ်ပြီးတော့သုံးလို့အဆင်ပြေတယ်တော်တော်ကောင်းတယ် guitar နဲ့လည်းသူကသုံးလို့ရတယ်တရောနဲ့လည်းသုံးလို့ရတယ်တခြားwooden instrument တွေ acoustic instrument တွေမှာလည်းသုံးလို့ရမှာကာလီမာနဲ့လည်းသုံးလို့ရတော့တယ်ဒါပေမဲ့အတန်အရင်ဆူလာတော့မသိဘူး Okay ဆက်သွားမယ်အဲ့တော့အခုလက်ရှိကျွန်တော်သုံးနေတဲ့တရော French Santana တရောကဒီမှာတွေ့တဲ့အတိုင်းပဲကျွန်တော်ရဲ့အရင်တရောနဲ့ဘာကွာလဲဆိုတာတော့ကျွန်တော်ပြင်ရှင်းပြပေးမယ်အခုကျွန်တော်ဈေးလေးပြောပြမယ်เนาะဒီတရောဝယ်တော့ကကြတော့ Santana ဝယ်တော့ကတရောရယ် rosin ရယ်ဒီဘိုးရယ်ဘိုးကတော့သူတို့ပြောတာကတော့ကုမ္ပဏီက website ကပြောတာကြတော့ hostel ဘိုးလို့တော့ပြောတယ်ဟုတ်လားမဟုတ်လားမသိဘူးကျွန်တော်မှလည်းဒီရမယ်ဆရာလည်းမရှိအတိုင်းဝိုင်းလည်းမရှိကျွန်တော်ကတယောက်တည်းပဲပြီးလာခဲ့ရဆိုတော့မသိတော့တို့မှ confirm လုပ်လို့မရဘူးကျွန်တော်ကတော့တိတ်မထင်ထားပါအဲ့ဒါထားပါဒီရဲ့ case ရဲ့ case ကဒီ case လေးပါနော်အဲ့ case ကို15သိန်းခွဲကျွန်တော်ပေးရတယ်ပြီးရင်ဒီ Shurus က9900ပေးရတယ်တသိန်းပေါ့ဗျာတော့အခုသုံးနေတဲ့ဘိုးကဒီဘိုးကကြတော့ကျွန်တော်ရဲ့မိတ်ဆွေဒီမိတ်ဆွေတကယ်ချင်းညီတယောက်ဖြစ်တဲ့ Lono online shop music shop ကနေပြီးတော့ကျွန်တော် discount နဲ့ဝယ်ထားတာတွေ့ကိုတောင်ရှင်းစည်းပေါ့သူကတော့အခုဘန်ကောက်ရောက်သွားပြီသူ့အဲ့ရနေမှာလို့ရလားမရလားတော့မသိဒီဟာလေး discount နဲ့ဝယ်ထားတာသူပုံမှန်ဈေးဆိုလို့ရှိရင်2,300,000လားအဲ့ဒါကိုကျွန်တော်က3,800,000နဲ့လားဘာလားမသိဘူးရတာဒီကောင်ကကြတော့ horse hair စစ် horse hair မှာ black ပြီးတော့ဒီဘိုးဒီကောင်ကြီးကကြတော့ carbon fiberတော့မယ်ဆိုလို့ရှိရင်မီးလောင်လဲဘာညာပေါ့ဗျာဒီရမလားဘာညာအဲ့လောက်ထိမဆိုးအောင်ဒါပေမဲ့သူ weight လေးကောင်းတယ်ပြီးတော့ဒီဘိုးတန်ကြီးသေးတယ်ဗျာမိုက်တယ်ဗျာကင်လို့တော်တော်ကောင်းတယ် weight လည်းစီးတယ်ကင်လို့ကောင်းတယ်မြင်းမီဒါမြင်းမီစစ်ပြီးတော့သူဒီ Santana မှာပါလာတဲ့ကောင်ကြတော့ဘယ်လိုပြောမလဲ synthetic synthetic ဟာလည်းမတွေ့တယ်ကြည်သေးတယ်လားအလုံးကြီးတယ်ကြည်ဒါတိရစ္ဆာန်တစ်ကောင်ရဲ့အမီးနဲ့ကျွန်တော်ကတော့ဘယ်လို့မှတူတယ်မထင်ဘူးတကယ်မြင်းမီကကျွန်တော်ပြဒါကြီးဟဲ့ဒါတော့တမွေးမပါသေးဘူးနော်ဒီမှာအမွေးလေးခြေစမ်းမအောင်ကင်မရာထဲမှာပေါ်နေရတယ်အဲ့တော့ဘယ်လိုလဲတော့ကျွန်တော်မသိဘူးအခုလောဆယ်ကျွန်တော်သုံးနေတာကတော့ဒီဈေးပေါ့ဒီလိုတရောအကောင်းစားတွေဝယ်လိုက်လို့လေသိရမလားကျွန်တော်အရင်ဆောင်ကောင်းနေမယ်လို့တော့မမျှော်လင့်နေကြသိရမလားအဲ့ဒါလူနဲ့လည်းဆိုင်တယ်တရောနဲ့လည်းအများကြီးဆိုင်တယ်လူနဲ့လည်းအများကြီးဆိုင်တယ်လူရဲ့ကြိုးစားမှုတွေလူရဲ့သူရဲ့ live ပြီးတွေးခေါ်နိုင်မှုတွေပြီးတော့သူရဲ့flexible လုပ်နိုင်မှုတွေပေါ့အဲ့ဒါနဲ့လည်းဆိုင်တယ်ပြီးတော့တရောကလည်းသူရဲ့တရောမကောင်းလို့ရှိရင်လူကဘလောက်ကြိုးစားအတိုင်းတာတစ်ခုတည်းပဲရတယ်တရောကောင်းလို့ရှိရင်ကြတော့ဟိုကကြိုးစားပြီးတော့အလွန်ဆုံးရသွားတဲ့အတိုင်းတာမှာဒီမှာလုပ်လို့ရှိရင်ဘာမှမဆိုင်တော့သိရမလားအတန်လေးတတိရအစားကွာဟမှုရှိတယ်ကွာတရောရဲ့ဒီ fret ပေါ်မှာပေါ့ဒီ finger bolt ပေါ်မှာတိကျမှုတွေအိုးကထွက်တဲ့အတန်ရဲ့တက်ရက်တည်တက်မှုတွေပြီးတော့ကြံခဲ့တဲ့တစ်သားရဲ့အတန်ကွာဘယ်လိုပြောမလဲ room တန်လား reverb တန်room တန်ဒီတရောရဲ့အိုးတန်ကွာသိရမလားတန်ဝေါင်းဆိုပြီးတော့ဖြစ်တဲ့နောက်ကဘယ်လိုပြောမလဲ delay တွေလားဗာလေလိုမျိုးပေါ့ကွာ reverb delay လိုအတန်မျိုးတွေကဒီ acoustic တရောမှာတရောကောင်းသုံးလေသူကပိုကောင်းလာလေလို့ကျွန်တော်ထင်တာပါဘယ်လိုတစ်သားနဲ့လဲဆိုင်တယ်တစ်သားကိုသူတို့ပြုစုပုံနဲ့လဲဆိုင်တယ်ပြီးတော့သူတို့တစ်သားကိုထွင်းတဲ့ပုံနဲ့လဲဆိုင်တယ်ပြီးတော့အကုန်လုံးတစ်ခုလုံးလုတ်ပြီးသွားရင်တော့မှအပေါ်မှာဆေးတုတ်တဲ့ဟာနဲ့လဲသူကအများကြီးထက်ဆိုင်တယ်သူကထူတာပါတာအတန်အပြောင်းလဲဖြစ်တာကိုအရန်ဖြစ်စေတာ哦ဒီကောင်ကျတော့ကျွန်တော်တရောမှာကကျတော့ဒီကောင်က Ebony ဆိုတာ African တစ်နက်ပေါ့ကျွန်တော်ကတော့အဲ့လိုပဲသိထားတယ်ဒီ pack တွေကလည်း Ebony သုံးထားတယ်ဒီ bridge ကိုကြတော့လေTaylor တစ်စိမ့်သုံးထားတယ်ဟို pickup စီကိုသွားရအောင်ဒီ pickup ကအောက်မှာ double tape ပါတယ်ဗျာဒီလိုလေးအပြားလေးဒီကောင်ကဘယ်လိုသုံးလဲဆိုလို့ရှိရင်ဒီကောင်ကဒီမှာတွေ့လားဒီဘက်ပေါက်မှာကျိုးဒီဘက်ပေါက်မှာထိုးလိုက်ပြီးထိုးပြီးရင်နောက်ထပ်ဒီမှာတူကျိုးဒီကောင်းလေးနဲ့ဒီတိုင်းမျိုးဒီလိုဒီဟာနဲ့အောက်ပေါ်မှာထိုးလိုက်အဲ့လိုဆိုတန်ထွက်လာအောင်ဒါကတော့ခုအားလုံးသိချင်နေကြတဲ့တရောနဲ့တရောရဲ့ပတ်သက်တဲ့ပစ္စည်းတွေရဲ့ information ပါဒီလိုပစ္စည်းကောင်းနေတုံးလို့ကျွန်တော်ငွေပိုးရတယ်လို့တော့မထင်ပါနဲ့ကျွန်တော်ကတစ်သက်လုံးဒီ
ဟိုွားတဲ့အထိကျွန်တော်တီးွားခြင်းတယ်ပြီးတော့ဖြစ်နိုင်လို့ရှိရင်ဗျာတရောလေးပါလေးကိုယ့်အကူလည်းလုံးကြည့်ခြင်းလေးတယ်ဖြစ်နိုင်တရောသမားဘဝနဲ့ကျွန်တော်အသက်ကြီးခြင်းတယ်အဲ့တော့တရောသမားဘဝမှာကိုယ့်ကိုယ်ကိုပျော်အောင်ထားမှတော့ရမယ်ကိုက music ကိုကြိုက်တာလေ music ကိုကြိုက်လို့လုပ်တာကိုက music ကိုကြိုက်တယ်ဒီ instrument ကိုကြိုက်လို့ဒီဘဝကိုလိုချင်တာလေအဲ့တော့ကိုကြိုက်တဲ့အရာလေးတွေကကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့ဝိညာဉ်ထဲမှာတော့မှကိုယ့်ကိုလေးပြလုံးလုံးနဲ့ကောင်းတယ်ဆိုပြီးခံစားရတဲ့အနေအထားတစ်ခုရှိခြင်းတယ်ဗျာတိတာပြီးတော့တခြားလူတွေကိုလည်းအဲ့လိုမျိုးနားထောင်လိုက်လို့ရှိရင်စိတ်ထဲကပါतू ကောင်းလိုက်ဖြည့်တွေးနေကြမလို့तू ကတော့ဟိုဟာလေးပဲရှိတာပဲဒီဟာလေးပဲအားနေတာပဲ तू ကောင်းတော့ကောင်းပါလေဆိုအဲ့လိုဖြည့်တွေးတာမျိုးမဟုတ်ပဲနဲ့တကယ်ကောင်းတဲ့တရောသမားတယောက်ဖြစ်ရှင်တယ်အဲ့လိုဆိုတော့ကျွန်တော်တကယ်ကောင်းတဲ့တရောဒီတရောပြောမယ်ဆိုလို့ရှိရင်ဒေါ်လာ1000ကျော်ပဲရှိရပါတကယ်မကောင်းပါဘူးဒါပေမဲ့တကယ်ကောင်းတဲ့တရောသမားဖြစ်ရှင်တယ်တကယ်ကောင်းတဲ့တရောတန်ထွက်ရှင်တယ်ဘာပြောကျွန်တော်အရင်9000ခွဲတဲ့တရောထက်စားလို့ရှိရင်တော့ဒါကတကယ်တရောတန်ထွက်တယ်ဗျာကျွန်တော်အများကြီးကြိုးစားလို့ရတယ်အဲ့စိတ်လေးတစ်ခုနဲ့ပဲကျွန်တော်အကုန်လုံးရင်းပြီးတော့ဝယ်လိုက်တာပါလို့ကျွန်တော်ကိုကျွန်တော်တန်ဖိုးထားလို့ကျွန်တော်စီကထွက်တဲ့အတန်ကိုကျွန်တော်ပိုကောင်းကောင်းထွက်စေချင်လို့ကျွန်တော်ဒီရာကိုဒီလောက်ထိရင်းပြီးဝယ်လိုက်တာပါဘယ်လိုမျိုးမဟုတ်ပါဘူးပတ်စံရှိတော့မဟုတ်ပါဘူးအားလုံးပဲမင်္ဂလာရှိသောနေ့ရက်ဖြစ်ပါစေ